ဘာဝင်ငွေအများဆုံးကစားသမားများအားလုံးပဲမင်္ဂလာပါအသက်ရှူတဲ့ဝင်ငွေရနေတဲ့လောက်ခလာသာစာအလုံးမျိုးကကမ္ဘာပေါ်အတော့ကိုရှားပါလေနိုင်ငံတကာနိုင်ငံရဲ့ GDP ဝင်တော့ရနေတဲ့ကမ္ဘာထိပ်တန်းဝင်ငွေရသူတွေထဲမှာကမ္ဘာကျော်ဘောလုံးသမားတွေကထိပ်ဆုံးကနေပါဝင်ပါတယ်ဒီနေရာမှာပြောင်းဝေပေးချင်တာကတော့2024-2025ဘောလုံးရာသီမှာဝင်ငွေအများဆုံးရရှိကြတဲ့ထိပ်တန်းကစားသမား9ဦးရဲ့အကြောင်းပါဒီစစ်မှာနံပါတ်9နေရာကပါဝင်လာသူကလက်ရှိမှာဘရာဇီးကဆန်နိုတင်မှာကစားနေတဲ့ဒီမာဂျူနီယာဖြစ်ပါတယ်။တချင်းကကမ္ဘာအကောင်းဆုံးကစားသမားစုအတွက်အထူးရည်ပန်းစားခဲ့တဲ့ဒီဘရာဇီးသားဟာယခုအသက်33နှစ်အရွယ်မှာပဲဒဏ်ရာပြတ်တာနေတဲ့အတူကစားသမားဘဝနေဝင်ဖို့တော့ထီကြီးပေးခံနေရပါတယ်။ဒါပေမဲ့ယခုတို့အချိန်ကြီးမတိုင်ခင်ကတည်းကနေမှလည်းချုပ်ထုတ်ထားတဲ့စီဝိုင်းဆိုင်ရာကွန်မစီတွေသဘောတူညီမှုစာချုပ်တွေကယခုဒီအသက်ဝင်နေတဲ့ဖြစ်လို့ဘရာဇီးသားဟာလက်ရှိကမ္ဘာထိပ်တန်းဝင်ငွေရသူအဖြစ်ဆက်တဲ့ရက်တီနေတာဖြစ်ပါတယ်လက်ရှိမှာပုံမှန်ကစားကိုရဖို့တော့ရုန်းကန်နေရတဲ့နေမှာဟာလောက်ခလာသာရအရင်လိုမလောက်စရာမရှိတော့ပေမဲ့အခြားသောစပွန်ဆာတွေကနေတစ်နှစ်ကိုအမေရိကန်ဒေါ်လာ86သန်းအထိကိုဝင်ငွေရနေပါတယ်တိမက်စရာတကူကတော့နေမှာအနေနဲ့ရခိုင်လိုပုံစံကောင်းကိုပြန်မရခဲ့ရင်တော့မကြခင်ကာလမှာပဲယခုလက်ရှိသူရရှိနေတဲ့စပွန်ဆာဝင်ငွေအားလုံးကိုဆုံးရှုံးရပါလိမ့်မယ်လက်ရှိမှာတော့နေမှာဟာဥရောပအသင်းချို့ရဲ့ကမ်းလှမ်းမှုကြားကလည်းစန်တို့အသင်းနဲ့နှောက်တဲ့6လတက်တန်းကူးထားပါတယ်နံပါတ်၄ခီလီယန်အမ်ဘာပီ PSG မှာစကစားနေမယ်ဆိုရင်ခီလီယန်အမ်ဘာပီဟာကမ္ဘာဝင်ငွေအများဆုံးကစားသမားအဖြစ်ရှိနေမှာဖြစ်တယ်လို့လက်ရှိမှာဆိုရင်ဘလုံးတရော်စုရဖို့လဲထိတ်ဆုံးကလည်းရေပန်းစားနေမှာပါဒါပေမဲ့အမ်ဘာပီကတော့သူ့ရဲ့အိမ်ဘက်သစ်ရီရဲ့ထက်ကိုပြောင်းပြီးအားလုံးရဲ့အဝေးကိုကြောက်သွားပါတယ်ယခုရာသီမှာရီရဲ့အသင်းတွေနဲ့ဒဏ်ရာပြဿနာတွေကြောင့်ဖလားလက်မဲ့ရာသီကိုဖျက်ဆီးခဲ့ရပေမဲ့ခီလီယန်အမ်ဘာပီကတော့လာလီဂါရွှေပနက်စုဥရောပဂိုးသစ်အများဆုံးစုတွေကိုရယူနိုင်ခဲ့ပါတယ်တနည်းပြောရရင်ခီလီယန်အမ်ဘာပီဖြစ်ခဲ့ပေမဲ့ရီရဲ့မက်ထရစ်ကတော့ရီရဲ့မဖြစ်ခဲ့တာပါငွေကြေးတဲ့အောင်မြင်မှုကိုတန်ဖိုးထားတဲ့ခီလီယန်ကတော့တနေ့ဝင်ငွေဒေါ်လာတန်း90နဲ့စရုထားမြောက်ကမ္ဘာဝင်ငွေအကောင်းဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်နံပါတ်3ကားရင်ဘာစီမှာ2023-2024ဘောလုံးရာသီမှာရီယယ်မက်ဒရစ်နဲ့ချန်ပီယံဖလားရခဲ့တဲ့အပြင်ကိုရိုင်းနဲ့ဘရိုဒီယောသူရရှိခဲ့တဲ့ဘာစီမာဟာဥရောပမြေကိုအနိုင်နဲ့ပိုင်းပြီးဆော်လီမာရီလာခတ်နေပါတယ်ဘရိုဒီယောသူရအပြီးမှာဘာစီမာဝန်ခံခဲ့တဲ့စကားရှိပါတယ်ဒါကသူ့ရဲ့ဘဝမှာအဖြစ်ချင်းဆုံးဆန္ဒက2ခုပဲရှိတယ်လို့ဆိုပါတယ်တစ်ခုကသူ့ရဲ့အမေကိုအိမ်ဝယ်ပေးရင်လာရင်နဲ့နောက်တစ်ခုကဘရိုဒီယောစုရရှိမှုလို့ဆိုပါတယ်သူကစားသမားဘဝမှတ်တိုင်ရဲ့အမြင့်ဆုံးဖြစ်တဲ့ဘရိုဒီယောစုကိုအရယူပြီးသွားတဲ့အခါသူ့ရဲ့အသက်အရွယ်အရဘာစီမာစဉ်းစားခဲ့တာကငွေကြေးကဏ္ဍဖြစ်ခဲ့ပါတယ်ဒါကြောင့်ရခိုင်ကမ္ဘာထိပ်တန်းဝင်ငွေရတဲ့ကစားသမားစီးရင်မှာအဆင့်20အပြည့်ဘက်မှာအမြဲရောက်နေတဲ့ဘာစီမာဟာဆော်လီဘေကိုရောက်လာခဲ့ပါတယ်အဲဒီရဲ့အသင်းနဲ့တူကစားသမားဘဝအစောပိုင်းကာလတွေမှာရုန်းကန်ခဲ့ရပေမဲ့လက်ရှိချိန်မှာတော့ဘာစီမာဟာအသင်းတိုက်စစ်ရဲ့အထက်ကအသက်သွေးကြောကစားသမားဖြစ်လာခဲ့ပါပြီရီယယ်မက်ဒရစ်အသင်းနဲ့တူအောင်မြင်ခဲ့တဲ့ကစားသမားပရိုဖိုင်ကြောင့်ဘာစီမာဟာစီဝိုင်းဈေးကွက်ဆိုင်ရာစပွန်ဆာများစွာရရှိခဲ့ပြီးလက်ရှိချိန်မှာတော့ကမ္ဘာဝင်ငွေအများဆုံးကစားသမားဆင်းမှာတနည်းဝင်ငွေအမေရိကန်ဒေါ်လာတန်း104သန်းနဲ့တတိယနေရာကနေရက်တီလေးရရှိပါတယ်နံပါတ်2မက်ဆီကမ္ဘာဘောလုံးလောကရဲ့တက်ရှိကုန်တူပါဖြစ်တဲ့မက်ဆီလိုကစားသမားမျိုးဒီဆေးမှာပါဝင်လာခဲ့တာကမဆန်းပါဘူးအရှိလမ်းကလပ်တွေမှာသွားကစားခဲ့ရင်သူ့လိုရှိတဲ့ငွေကြီးပမာဏကိုရယူနိုင်တဲ့ဘလုံးများစွာရှိနေပေမဲ့မက်ဆီကတော့သူ့ဗီဇာသူ့အတွက်အဆင်ပြေမဲ့အင်တာမိုင်ယာမီအတွက်ပဲကစားပေးဖို့ဆုံးဖြတ်ခဲ့တာကလေးစားစရာကောင်းပါတယ်အာဂျင်တီးနားအသင်းနဲ့အတူ2026ကမ္ဘာဖလားဝင်ကစားဖို့ရှိနေတဲ့မက်ဆီအတွက်ငွေကြီးဟာအရေးမပါတာမှန်ပေမဲ့သူ့ကိုတစ်နှစ်ဒေါ်လာတန်းချီပေးနေတဲ့စပွန်ဆာစာချုပ်တွေအကျိုးတူပူပေါင်းမှုတွေကနေမက်ဆီအတွက်တစ်နှစ်ကိုအမေရိကန်ဒေါ်လာ135သန်းအထိကိုဝင်ငွေရှိနေပါတယ်နံပါတ်1ဂုတ်ကြီးငတူမကြာသေးခင်ကမှအဲနာဆာနဲ့နှစ်နှစ်တက်တူစာချုပ်ချုပ်ဆိုအပြီးမှာပဲဂုတ်ကြီးငတူဟာသူ့ရဲ့ပန်ပကြီးမက်ဆီကိုအပြတ်သက်ကြော်ဖြတ်ပြီးကမ္ဘာဘောလုံးလောကရဲ့ဝင်ငွေအများဆုံးရရှိတဲ့ကစားသမားအဖြစ်နံပါတ်1နေရာကနေရည်တည်တိုင်ခဲ့ပါတယ်ယခုလိုတန်တန်းစာချုပ်ချုပ်လိုက်တာဟာတနည်းအားဖြင့်ဂုတ်ကြီးဟာ
အသက်40နှစ်အရွယ်အထိဘောလုံးဆက်ကစားမယ်လို့အတည်ပြုထားလည်းဖြစ်ပါတယ်။ဂုတ်ကြီးကအမေရိကနဲ့မက္ကဆီကိုမှာကျင်းပမဲ့2026ကမ္ဘာဖလားကိုဝင်ကစားဖို့ပြတ်မှတ်ထားနေတာဖြစ်ပြီးကစားသမားဘဝသွင်းမှုတစ်ထောင်ပြဖို့လဲကျေးဇူးပေါင်းကျိုးသွားသွားမယ်လို့နားလည်ရပါတယ်။မက်ဆီနဲ့ရှေ့လိုက်တိုင်းဒုတိယလူဖြစ်နေတဲ့ဂုတ်ကြီးငတို့ရဲ့ပြည်သက်တွေအတွက်ကတော့ဒီစင်းကအားရစရာပါ။အကြောင်းကတော့ဂုတ်ကြီးငတို့ရဲ့တနည်းဝင်ငွေဒေါ်လာ285သန်းဟာဒုတိယနေရာကမက်ဆီရဲ့ဝင်ငွေထက်နှစ်ဆကျော်များပြားနေခဲ့လို့ဖြစ်ပါတယ်။ကျွန်တော်ယခုပြောင်းဝေပေးတာကတော့ကမ္ဘာဝင်ငွေအမြင့်ဆုံးကစားသမား9ဦးဆိုတဲ့အကြောင်းအရာလေးပါအစိုးရနားထောင်ပြီးခဲ့လို့အားလုံးကိုကျေးဇူးပါဗျ။